မင်္ဂလာပါ Client Academy ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် Adobe InDesign CC 2020မှာဓာတ်ပုံတစ်ပုံရဲ့လူပုံတစ်ပုံရဲ့ background ကိုဘယ်လိုဖြုတ်မလဲပေါ့နော်အဲ့ဒီဖြုတ်ပုံဖြုတ်နည်းကျွန်တော်ပြောပြသွားမှာဖြစ်ပါတယ်ကျွန်တော်အစားနဲ့အဆုံးထိကိုတေချာလေးကြည့်ပြီးမှကျွန်တော်တို့ဒီလုပ်ပုံလုပ်နည်းကိုနားလည်မှာဖြစ်တဲ့အတွက်ဗီဒီယိုလေးကိုအစားနဲ့အဆုံးထိကြည့်ပြီးဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်ပြီးတော့မှနောက်ပိုင်းမှာကျွန်တော်ဒီနောက်ဆုံးမှာဆိုရင်အဲ့ဒီကျွန်တော်တို့ background ဖြုတ်လိုက်တဲ့ဓာတ်ပုံအဲ့ဒီဓာတ်ပုံကို magazine စာမျက်နှာမှာဆိုရင်ကျွန်တော်တို့ tech webs တွေနဲ့ဘယ်လိုအသုံးပြုလဲဆိုတာတခါတည်းပြောပြသွားမှာဖြစ်တဲ့အတွက်အဆုံးထိကြည့်ပြီးဖို့ကိုလည်းကျွန်တော်တောင်းဆိုချင်ပါတယ်ဟုတ်ပြီကျွန်တော်တို့စလိုက်ကြရအောင်နော်အရင်ဆုံးကျွန်တော်ဒီ start ကနေပေါ့နော် InDesign ဆို2020မှာပြတော့2020နဲ့ပြန်ပါနော်2020ကိုဖွင့်လိုက်ကြရအောင်ဟုတ်ပြီအခုလိုမျိုးချလာပြီဆိုရင်ကျွန်တော်ဒီ create new ကိုသွားပါမယ်ဒါ welcome screen ပေါ့နော် welcome screen ဖြစ်ပါတယ်ဒါ create new ကိုသွားပါမယ်ပြီးရင်ကျွန်တော်ဒီ print out ကိုသွားပါမယ်အဲ့ဒီကနေ A4 ကိုယူပါတယ်ဒီမှာ inches ကိုပြောင်းလိုက်ပါမယ်နော်ကျွန်တော် facing page မလိုဘူး orientation ကျတော့ကျွန်တော် portrait နဲ့ပြမယ်နော်ခုတစ်ခါမှာ portrait ဒီမှာထားမယ်မဟုတ် landscape ထားမယ် landscape နဲ့ပြပါမယ်ပြီး create new ကိုနှိပ်လိုက်ပါမယ်ဒါဆိုရင်စာမျက်နှာတစ်ခုကြပါပြီဒါကျွန်တော်တို့ A4 ဒါ landscape ဖြစ်တဲ့အဲ့ဒီထဲမှာကျွန်တော်တို့ဓာတ်ပုံထည့်ရအောင်နော်ဆိုတော့အခုကျွန်တော်ဒီ လေ့ကျင့်တဲ့ file ဒီဓာတ်ပုံနှစ်ပုံကိုတော့ကျွန်တော်ဒီ video ရဲ့ description မှာ link ချပေးပါမယ်နော်ဆိုတော့ဒီပုံကိုဆိုတော့ဖိဆွဲပြီးတော့မှ InDesign ပေါ့ဒီမှာဖိပါပြီးရင်ဒီနာဒီလိုမျိုး mouse ရဲ့ cursor ရဲ့နောက်မှာ plus sign လေးပြတယ်ဆိုရင် mouse left click ကိုဖိလိုက်ပါဒါဆိုဒီလိုကျလာပါမယ်ဆိုတော့တူကျွန်တော်ဒီမှာဖိပြီးတော့မှဆွဲလိုက်ပါမယ်ဟုတ်ပြီလွတ်လိုက်ပါမယ်ဟုတ်ပြီနော်ဆိုတော့မြင်ကွင်းကိုကျွန်တော်ဒါထက်နည်းနည်းတေးခိုင်းမယ်အဲ့ဒါ dot alter ကိုဖိမယ်ပြီးရင်ဘိန်းလုံး mouse ပေါ်ကဘိန်းလုံးလေးကိုကိုယ့်ဘက်ကိုဆွဲလိုက်ပါနော်ကိုယ့်ဘက်ကိုဆွဲရင်သူက zoom တေးသွားမယ်အရှိဘက်ကိုတွန်းနေဆိုရင် zoom ကြီးလာမယ်ပေါ့နော်ဆိုတော့ကျွန်တော်ခုတေးချင်တာဖြစ်တဲ့အတွက်ကိုယ့်ဘက်ကိုဆွဲလိုက်ပါတယ်နော်ကိုယ့်ဘက်ကိုဆွဲတယ်ပြီးဒီပေါ်မှာကျွန်တော် selection ပေးပြီးတော့မှcontrol alter shift ကိုဖိပြီးတော့မှဒီ down เนาะဒီ down ကနေကျွန်တော်ဖိဆွဲလိုက်ပါတယ် left click နဲ့ဖိဆွဲလိုက်မယ်ပြီးရင်သူ့ကို adjust လုပ်လိုက်ပါမယ်ဆိုတော့ဒီမလိုတဲ့အပိုင်းတွေကိုကျွန်တော်ဒီလိုဖြတ်လိုက်ပါမယ်เนาะဒီပေါ်မှာဒီလို cut လုပ်လိုက်မယ်เนาะဒီအပေါ်မြင်မဲ့အတိုင်းလောက်ပဲဟုတ်ပြီနောက်တစ်ပုံထည့်ဖို့အတွက်သူခဏဟိုက်မယ်ဒီ model ပုံလေးထည့်မယ်နော်ဒီ model ကိုဖြည့်ဆွဲမယ်ဒီထဲမှာဒီလိုမျိုးပေါ်ပြီးဆိုရင်ဒီနားလောက်မှာပေါ့နော် mouse ကိုလွတ်လိုက်ပါပြီးရင်ဖြည့်ဆွဲကြည့်လိုက်ပါကိုလိုတလောက်ပါနော် okay ကျွန်တော်ဒီနားလောက်မှာထားစီမယ်နော်ဆိုတော့သူကဒီချိန်မှာဒီ background လေးကပေါ်နေတယ်သူခဏလောက်ကျွန်တော်တို့ print over print view နဲ့ကြည့်ရအောင်ဒီမှာ background ကတုံးခပ်ပြက်လေးဖြစ်နေတယ်เนาะကျွန်တော်ဒီလူကိုပဲဒီ background လေးဖြုတ်မယ်ဆိုရင်အဲ့ဒီဖြုတ်ဖို့အတွက်ကျွန်တော်ဒီ pen tool ကိုယူပါတယ် pen tool နဲ့သူ့ကိုကျွန်တော် select လုပ်ပေးရမှာပေါ့เนาะ select လုပ်ကြည့်ရအောင်တေးချာလေးလေ့ကျင့်စေချင်ပါတယ်เนาะကျွန်တော်ဒါလေးကတော့တကယ် Photoshop မှာဆိုသူကပိုအဆင်ပြေတယ်ဒါပေမဲ့ InDesign မှာကျွန်တော်တို့ layout designer တမားတွေဆိုလဲဒါမျိုးအရေးပေါ်လေးတွေကြုံရတတ်ပါတယ်အဲ့ဒါကြောင့်ဒါလေးတွေလုံးရတယ်ဆိုတာလေးလည်းတီးဖို့လိုပါတယ်နော်ဟုတ်ပြီနော်ဆွဲမယ်ကိုယ်တိုင်လေ့ကျင့်မှာခက်မြတ်လေ့ကျင့်ပြင်ဒီ pen tool အသုံးပြုပုံကသူ့ဟာနဲ့သူအလိုရသွားမှာပါနော်ပြီးဒီမှာစာမတ်ကိုပြန်ဆောင်ပေးဖို့ဒီစာမတ်ပေါ်မှာကာစာတင်လိုက်ရင်ဒီ pen tool ရဲ့နောက်မှာအဝိုင်းလေးပေါ်တယ်နော်အဲ့ဒီချိန်မှာကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ဟုတ်ပြီပြီးရင်ကျွန်တော် move tool ကိုပြန်ယူတယ်ပြီးရင်ဒီပုံကိုကျွန်တော် select မှတ်ပြီးတော့မှ control x ကိုနှိပ်လိုက်မယ်ပြီးရင်ဒီဟာလေးကိုကျွန်တော် select မှတ်မယ်
အဲ့ဒါပြီးရင်ကျွန်တော်ဒီမှာ edit ကိုသွားမယ် paste into control alt v ပေါ့နော်အဲ့ဒါ shortcut key ပေါ့နော် paste into နှိပ်လိုက်ရင်လဲရတယ်ပြီးရင် control alt v နှိပ်လိုက်ရင်ဒီလိုမျိုးပေါ်ပါတယ်နော်ဟုတ်ပြီနော်ဒီလိုမျိုးပေါ်ပြီးအဲ့ဒါဆိုရင်သူက background ပြုတ်သွားပြီးပြီးရင်ကျွန်တော်ဒီကောင်လေးဖြိုးလိုက်ပါမယ်ဒီ stock လေးကိုနှမ်းထားလိုက်ပါမယ်အဲ့ဒါနဲ့ပြီးလာမပြီးသေးဘူးသူ့ကိုကျွန်တော် select မဲ့မယ် right click ထောက်မယ် effect ကိုသွားမယ်နော် effect ဒါမှမဟုတ်ဘူးဆိုရင် object ကိုသွားပြီးတော့မှ effect ကိုသွားလို့ရတယ်နော်အတူတူပဲနော်ဆိုတော့အဲ့မှာကျွန်တော် transparency ဆိုတာသွားမယ်ဒါမှမဟုတ်ရင်သူ့ပေါ်မှာ right click ထောက်ပြီးတော့မှ effect ကိုသွားပြီးတော့မှ transparency ဆိုတာလေးနှိပ်လိုက်ပါမယ်နော်ဒီမှာကျွန်တော်နည်းနည်းလေး drop shadow လေးထားကြည့်မယ်ဟုတ်ပြီနော်ဒီမှာနည်းနည်းလေးပေါ်တယ်နော်ဒီမှာ preview လေးတော့ on ထားမှာနော် drop shadow ထားကြည့်မယ်နည်းနည်းလေး short လိုက်ပါမယ်ထပ် short ကြည့်ပါမယ် okay drop shadow ထားမယ်ပြီးပြီဆိုရင်ကျွန်တော်ဒီမှာ basic feature ဆိုတာလေးမှာရွေးပြီးတော့မှအမှန်ချစ်ပေးလိုက်မယ်ဒါဆိုနီနာလေးတွေဝါသွားတယ်ဒါလေးဖြူကြည့်အောင်တစ်ချက်လောက်ဖြူလိုက်တယ်ဆိုတော့သူခတ်ထင်းထင်းလေးဖြစ်နေတယ်နော်အနည်းကကြည့်ရင်သိတယ်ဒီဗီဒီယိုမှာတော့မြင်ရမလားမသိဘူးနော်ခတ်ထင်းထင်းလေးဖြစ်နေတယ်ဒါဒီ basic feature ဆိုတာလေးထည့်လိုက်တဲ့ခါကျမှသူဝါသွားတယ်အဲ့မှာကိုကဘယ်လောက်ဝါစေချင်လဲအများကြီးဝါခိုင်းလို့လည်းရတယ်နော်ဒီလိုအဲ့ဒါမှသူကဒီနောက်ခံပုံနဲ့တထသေးတသားသေးကြတယ်ဆိုတာလေးပေါ်ပြီးတီးရတာပေါ့နော်ဒါလေးမပါဘူးဆိုခတ်ထင်းလေးဆိုတော့ဖြတ်တာမှကျွန်တော်တို့တအားတီးတာတယ်နော်ဆိုတော့ဒါလေးထည့်လိုက်တဲ့ခါကျမှသူကတထသေးဖြစ်မှကိုကျွန်တော်တို့တော့တွေ့ရတယ်ဒီမှာကိုစိတ်ကြိုက်တွေချိန်လို့ရတယ်နော်ကိုစိတ်ကြိုက်ချိန်လို့ရတယ်ဒါကျွန်တော်တို့ကိုအလိုရှိတယ်လို့ပေါ့နော်ကျွန်တော်တို့အဲ့လိုချိန်လို့ရတယ်တကယ်လို့ကိုအလိုရှိပြီဆိုမှနော်ဒီပုံစံလေးချိန်ပြီဆိုရင်ကျွန်တော်တို့ okay ပေးလိုက်ဖို့ရှိတယ်ဆိုတော့ pen tool နဲ့ကျွန်တော်တို့ဒီ selection ပေးလိုက်တယ်ပြီးရင် cut လုပ်ပြီးတော့မှ paste into နဲ့တွားလိုက်တယ်အဲ့ဒါတော့PPချင်းကိုကျွန်တော်တို့ဒီ effect မှာ drop shadow နဲ့ basic feature tag ကိုထည့်ရတယ်ဆိုတဲ့အပိုင်းနေနော်ပြီး okay နေလိုက်အဲ့ဒါဆိုရင်ခဏက background လေးကပျောက်သွားပြီဒီ model ပုံလေးလည်းကျွန်တော်တို့ကြိုက်တယ်လို့တေးခိုင်းလို့ရတယ်လို့ပေါ့နော်ကြိုက်တယ်လို့ကြီးခိုင်းလို့လည်းရတယ်ဒါကြီးတာတေးတာကျတော့ control alt shift နှိပ်ပြီးတော့မှဒီ dot ကနေကျွန်တော်တို့ကစားပေးတာပေါ့နော်သူ့ဘက်ကိုအတွင်းဘက်ကိုဆွဲလိုက်ရင်တေးသွားမယ်အပြင်ဘက်ကိုဆွဲလိုက်ရင်ကြီးလာမယ်ပေါ့နော်အဲ့ဒီသဘောတရားလေးရှိတယ်ဟုတ်ပြီနော်ဟုတ်ပြီဆိုတော့ဒီ background ဖြူပုံဖြူနေမှာတော့ဒါလူပုံတပုံ model ပုံတပုံကိုကျွန်တော်တို့ background ဖြူတဲ့အခါမှာ InDesign မှာဘယ်လိုလုပ်ရတယ်ဆိုတဲ့အပိုင်းလေးကိုကျွန်တော်ပြောပြသွားတာဖြစ်ပါတယ်ဟုတ်ပြီဒီကျွန်တော်တို့အခု model လေးကိုဒီ magazine စာမျက်နှာမှာဘယ်လိုအသုံးပြုမလဲ text word တွေနဲ့ဘယ်လိုအသုံးပြုမလဲဆိုတာလေးတစ်ချက်လောက်ကြည့်ရအောင်နော်စာမျက်နှာယူပဲ A4 နဲ့ပဲကျွန်တော်ပြပါမယ် A4 ကိုယူလိုက်ပါနဲ့ create ကိုယူလိုက်ပါမယ်ဆိုတော့သူဒီနေရာမှာကျွန်တော်ဒီ column လေးကိုကျွန်တော်အရင်ဆုံးဒီပေးတာမှာ inches ပြောင်းလိုက်ပါမယ်နော် inches ပြောင်းလိုက်ပါပြီးရင် margin and column ဆိုတဲ့နေရာမှာကျွန်တော် column မှာ3ခုထားပါမယ်ပြီးရင် cutter ကတော့ကျွန်တော် 0.235 ထားလိုက်ပါမယ်နော်ပြီးရင်ကျွန်တော်ဒီမှာစာစီပဲစာတော့မစီတော့ဘူးကျွန်တော်စာမစီတော့ဘူးသူမရှိပြီးတော့ပဲတုံးလိုက်တော့မယ်ကျွန်တော် fill with placeholder text ဆိုတာလေးနေလိုက်မယ်နော်အဲ့ဒါဆိုရင်တော့ဒီကဒါလေး automatic နဲ့ကြာလာတယ်နော်သူ select board တော့ control A နေလိုက်ပါပြီးပြီဆိုရင်ကျွန်တော်ဒီထဲက hyphenate ဆိုတာလေးကိုအမှန်ချစ်ပြုတ်လိုက်မယ်နော် hyphen မကြိုက်ဘူးပြီးရင်ဒီမှာ justify နဲ့ကျွန်တော် adjust လုပ်လိုက်ပါမယ်ဆိုတော့ဒီမှာခေါင်းစဉ်တစ်ခုတက်ရောက်လေနော်ခေါင်းစဉ်တစ်ခုတက်ဖို့အတွက်ကျွန်တော်သူ့ပေါ်မှာ alter p သူ့ကိုဆွဲချလိုက်မယ်ပြီးရင်အောက်ကိုဆွဲလိုက်ဒီကောင်လေးကိုကျွန်တော်တို့အပေါ်တင်ကြည့်ရအောင်နော်ဒါလေးကိုအပေါ်တင်ကြည့်မယ်ဒီမှာကျွန်တော်ခေါင်းစဉ်တစ်ခုရေးမယ်ဘာရေးမလဲဆိုတော့ remove image bsc GROUND ground GUTORIAL tutorial in Adobe InDesign CC 2020ဟုတ်နော်ဟုတ်လား2020ဟုတ်တယ်နော်အခုကျွန်တော်သုံးတာဟုတ်တယ်နော်သူကတော့ခေါင်းစဉ်အနေနဲ့ပေါ့နော်ကျွန်တော် magazine တစ်ခုလုပ်တယ်လို့သဘောထားပေးလိုက်ဆိုတော့ကျွန်တော် RIAL PLC black ပေါ့နော် Arial black ဆိုပြီးကျွန်တော်ရွေးလိုက်ပါပဲဒါကတော့ခေါင်းစဉ်ပေါ့နော်
ဟုတ်ပြီကျွန်တော်တို့ဒီ column လေးတွေခွဲပါမယ် magazine ပုံစံဆိုတော့လေနော် magazine ပုံစံအတိုင်းကျွန်တော် column လေးတွေခွဲလိုက်ပါမယ်ဟုတ်နော် copy ဖြစ်သွားပြီဆိုတော့ခုနပုံလေးဒီပုံလေးကိုကျွန်တော်တို့ model အနေနဲ့ပြချင်တယ်သူ့ကို copy မယ်သူ့အပေါ်မှာ select မှတ်မယ် control C ပြင် detail ကိုသွားမယ် control V ဟုတ်နော်သူ့ကိုကျွန်တော်တို့ model အနေနဲ့ပြမယ်နော်ကျွန်တော်ဒီနားလောက်မှာထားလိုက်မယ်သူနည်းနည်းတီးခိုင်းမယ်နော်ဒါမှမဟုတ်ရင်ကျွန်တော်ဒီနားလောက်မှာထားလိုက်မယ်လေနော်ဟုတ်ပြီကျွန်တော်သူ့ဘေးနားတွေမှာပေါ့နော်ဒီစာလေးတွေကဖယ်အောင်လုပ်ချင်တယ်ကျွန်တော်ဒီအလဲကိုပို့လိုက်မယ်နော်အလဲကိုပို့ကြည့်လိုက်မယ်သူ့ဘေးနားမှာရှိတဲ့စာလေးတွေအလိုလိုနဲ့ဖယ်တော့ကျွန်တော်တို့လုပ်ကြည့်မယ်ဟုတ်ပြီပုံကိုဒီလောက်နဲ့ထားမယ်ဆိုတော့အဲ့ဒါလုပ်ဖို့အတွက်ကျွန်တော်ဒီ view ကနေ window ကနေကျွန်တော် text box ဆိုတာလေးရှိပါတယ်ဆိုတော့ဒီချိန်မှာကျွန်တော်တို့ဒီပုံကို selection ပေးရပါမယ်ပြီး window ထဲကနေ text box ဆိုတာလေးကိုယူပြီးတော့မှဒါလေးတစ်ချက်လောက်နှိပ်ကြည့်အောင်နော်ဟုတ်ပြီနော်ဒါဆိုရင်ဒီနေရာမှာသူကဘေးပတ်လည်မှာကွာသွားတယ်ဒါကတော့ဒီ rectangle အတိုင်းကိုသူကခွာပေးတာပေါ့နော်ဒါကြတော့ဒီ image အတိုင်းကိုခွာပေးတယ်ဟုတ်ပြီနော်ဒီမှာကက်ရက်နဲ့နော်ကက်ရက်နဲ့ဆိုရင်သူကခွာပေးတာဖြစ်တယ်သူ့ဒီဘက်သူ့ရှိအောင်မြင်တာအောင်လုပ်ပါဒီဘက်ကလည်းဒီလိုပဲနော်ဆိုတော့နည်းနည်းသူဘေးသားတွေဘာတွေကွာချင်တယ်ဆိုရင်ဒီမှာတစ်ချက်နှိပ်လိုက်ပါဟုတ်ပြီနော်တစ်ချက်လောက်နှိပ်လိုက်ရင်ဒီဘေးသားလေးတွေကွာသွားတယ်ဟုတ်ပြီနော်သူ့နည်းနည်းဆွဲကြည့်ဆိုတော့ magazine တွေမှာဒီစာသားတွေဆိုရင်ဒီပုံအလိုက်နဲ့သူကဒီလိုမျိုးဒီခွာပေးတာပေါ့နော်အဲ့ဒီသဘောတရားလေးတွေရှိပါတယ်အခုကျွန်တော်ပြောပြသွားတာကဒီ InDesign မှာ model ပုံတစ်ခုခုကို background ဖြုတ်ပုံဖြုတ်နည်းရဲ့အဲ့ဒီ background ဖြုတ်လိုက်တဲ့ model ပုံလေးကိုကျွန်တော်တို့ magazine စာမျက်နှာပေါ်မှာ layout တင်တဲ့အခါမှာစာသားတွေနဲ့ကျွန်တော်တို့ adjust လုပ်တဲ့အခါမှာဒီ text box ကိုအသုံးပြုနေလေးတင်ပြောပြသွားတာဖြစ်ပါတယ်အားလုံးအဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကိုအထူးကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးကမိတ်ဆွေအတွက်အကျိုးတစ်ခုခုဖြစ်တယ်ဆိုရင် like ပေးပြီးတော့မှကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်အားလုံးမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ